masala စားဟင်းချုံမုံနဲ့နှက်ထားတဲ့မေသားလေးကိုနေကြစီအနည်းငယ်ထည့်နှက်ပါမရှင်နေကြစီထည့်တဲ့ချိန်မှာချင်းချက်တံဖြူကိုလည်းတပါးလေးထည့်ပြီးတော့အရသာလေးတွေနှက်ဆက်သွားအောင်ထည့်နှက်ပါမယ်နော်ကြာစီထည့်ပါမယ်ရှင်ပူလာပြီးဆိုရင်ထောင်းထားတဲ့ငရုတ်သီးလျှောက်ထောင်းထားတာလေးထည့်ပါမယ်ရှင်ကြက်တန်နေနဲ့ငရုတ်သီးလျှောက်ထောင်းထားတာလေးကိုထည့်ပါမယ်နော်ငရုတ်သီးစီတက်တဲ့ချိန်မှာမီးကိုဖြည်းဖြည်းလေးလုပ်ပေးပါနော်အကြံအရောင်လေးလှတဲ့ငရုတ်သီးလေးတူမသွားအောင်လုပ်ပါရှင်ဟင်းချက်တဲ့ခါအရသာလေးကောင်းဖို့နဲ့အရောင်လေးလာဖို့ဆိုရင်ဒီငရုတ်သီးစီတက်တဲ့ခါမိဖြည်းဖြည်းလေးနဲ့စီတက်ပေးပါနော်အကြံရင်ပို့ပြီးတော့စားကောင်းပါနဲ့ရှင်ဟင်းနဲ့အရသာလေးကလေငရုတ်သီးတွေမှုေးလာပြီးတက်ပြီးဆိုရင်တော့ခုနကနှက်ထားတဲ့မေသားလေးကိုထည့်ပါမယ်ရှင်ရင်ငပီးအနေငယ်လေးထည့်ပါမယ်ရှင်အမေသားတွေအရောင်ပြောင်းလာပြီးမိုးလာပြီးဆိုတော့ရင်းနှီးလေးဖြစ်ပါလိမ့်ရှင်ဆိုရင်တော့မေသားဟင်းလေးချက်ပါပြီရှင်စားကြပါအောင်ရှင်အမေသားဆက်ဟင်းပါရှင်ရုပ်ကလေးအများကြီးပဲမေသားစီပြန်ချက်ရပါပြီရှင်